ခုလဲကြတာကတော့ Aquarius တမလေးတွေအတွက်ပါ Aquarius တွေက January 20ကနေ February 18ရက်အတွင်းမွေးဖွားတဲ့သူလေးဖြစ်ပါတယ်အဲ့တော့ Aquarius တမလေးအနေနဲ့အခု November လအတွက်နော်အဟောလေးကိုဖတ်ပေးချင်ပါတယ်အဲ့တော့ Aquarius တမလေးတွေရဲ့ guidance message တွေကိုတစ်ချက်ကြည့်ရအောင်ပါ Aquarius တမလေးတွေအတွက်ကြားတဲ့ guidance message တွေက family လို့ပြောနေပါတယ်အဲ့တော့မိမိဒီမှာသူတို့ရဲ့အပြုံးပန်းပေါ့နော်ဒီကတော့ Aquarius လေးတွေကဒီကာလမှာဒီလမှာမိဘနဲ့ကိုတွေ့ကျင်နေရတဲ့မိဘစီကနှွေးထွေးမှုအဓိကကတော့အမေပေါ့နော်အမေစီကနှွေးထွေးမှုရနေတတ်တာမျိုးလဲခံစားမိတယ်နောက်တစ်ခုကကျတော့အမေနဲ့နီးနီးကပ်ကပ်နေရဖို့နေဖို့နွေးထွေးနေဖို့နော်မြစ်တာတွေဂယုဏတွေပေးဖို့ရဖို့ဆိုတဲ့ပုံစံမျိုးလေးကိုလည်းတွေ့နေရပါတယ်အဲ့တော့တချို့သူလေးတွေကဒီကာလမှာမင်းနဲ့ပြန်လဲဆုံစည်းရတာမျိုးဝေးကွာနေရတဲ့မိခင်နဲ့ပြန်လဲဆုံစည်းရတာမျိုးဒါမှမဟုတ်ဘူးဆိုရင်မိခင်စီကနေမြစ်တာတွေပူရတာမျိုးလေးတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်နောက်တစ်ခုကကျတော့မိခင်နဲ့ကိုနော်နွေးထွေးနီးနီးကပ်ကပ်တချို့သူတွေဝေးကွာနေရဆိုလဲဒီကာလလေးမှာအမေနဲ့ဆက်သွယ်လေးမပြတ်လောက်ပါနော်အမေကိုဂရုစိုက်မှုလေးကိုပြသပေးပါတဲ့အဲ့တော့Aquarius ကလေးနဲ့အခုကြည့်အောင် Aquarius ကလေးအနေနဲ့အခုကာလမှာเนาะလက်ရှိ current energy မှာတော့ပျော်ရွှင်နေရတဲ့ပုံစံမျိုးကိုကနေတဆင်ပေါ့နော်ကိုကနေတဆင် like ဒီမှာလဲ family ဆိုတော့ဒီမှာမိသားစုကိုပို့ခံစားရတယ်မိသားစုအတွက်ကိုအနေနဲ့ပံ့ပိုးပေးရတာမျိုးသူတို့စိတ်ကျင်တဲ့အောင်ကိုကူညီပေးရတာမျိုးလေးတွေတွေ့ရတယ်မိသားစုအတွက်ကိုတောင်းဝန်ယူပေးရတာမျိုးတွေ့ရတယ်ကိုကြောင့်မိသားစုကဖူလုံနေရတာမျိုးကိုကြောင့်မိသားစုကပျော်ရွှင်နေရတာမျိုးကိုကြောင့်မိသားစုကတက်တောင့်တက်တာဖြစ်နေရတယ်ဆိုတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရပါတယ်ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးတော့မှ Aquarius ကလေးတွေကဒီလထဲမှာငွေရေးကြေးရေးပြီးခဲ့တဲ့ကာလတွေမှာငွေရေးကြေးရေးနဲ့ပတ်သက်ပြီးအကျက်တဲလေးဖြစ်ခဲ့တယ်ဆိုရင်ဒီကာလမှာ financial freedom လေးတွေဖြစ်နိုင်ခြေရှိပါတယ်နော် financial freedom လေးတွေဖြစ်နိုင်ခြေရှိတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့မှလွတ်လပ်မှုငွေကြေးနဲ့ပတ်သက်ပြီးတော့မှစိတ်ပူပန်နေရတဲ့အရာလေးတွေမှာနည်းနည်းစိတ်တော့ကပြေပြောက်သွားတာမျိုးလေးတွေလည်းတွေ့ရပါတယ်နောက်တစ်ခုကကျတော့အလောက်ကန်လေးနဲ့ပတ်သက်ပြီးတော့မှတော့မထင်မှတ်ထားတဲ့အပြောင်းလဲနဲ့မထင်မှတ်ထားတဲ့ဒီဘယ်လိုပြောမလဲသတင်းစကားလေးတွေရရှိဖို့ရှိနေပါတယ်အဲ့တော့အဲ့သတင်းစကားကအလောက်ကင်နဲ့ပတ်သက်တဲ့တင်ယူမှုတင်ကြားမှုအလောက်ကင်နဲ့ပတ်သက်တဲ့အပြောင်းလဲတစ်ခုကိုလောကကြီးကနေဒါမှမဟုတ် universe ကနေပြီးတော့မှကိုယ့်စီကိုကောင်းတဲ့တင်းနေရောက်လာတတ်တာမျိုးလေးတွေ့နေရပါတယ်တချို့သူတွေကအလောက်ကင်လေးနဲ့ပတ်သက်ပြီးတော့မှနောက်ထပ်ပိုတိုးတက်တဲ့လမ်းကြောင်းလေးတွေကိုလိုက်စားရတာမျိုးတချို့လူလေးတွေကကျတော့မိမိရဲ့အလောက်ကင်လေးကနေတဆင့်ပိုမိုပြီးတော့မှကောင်းမွန်တဲ့မြင့်မားတဲ့ position ယာထူးလေးတွေကိုရရှိတတ်တာမျိုးဒါမျိုးလေးတွေလည်းတွေ့ရပါတယ်ချို့ကကိုယ်ပိုင်စီးပွားရေးတွေလုပ်နေတယ်ဆိုရင်အဲ့ကိုယ်ပိုင်စီးပွားရေးလေးတွေကနေတဆင့်ဘယ်လိုပြောမလဲတကယ်ကိုကောင်းမွန်တဲ့အရာပေါ့နော် blessing တွေရတာမျိုးလေးတွေ့နေရပါတယ်မိသားစုရေးရာနဲ့ပတ်သက်ပြီးတော့မှ Aquarius လေးမှာရွေးချယ်ရမယ့်အခြေအနေနဲ့ရက်ဖြစ်ပေါ်နေတတ်ပါတယ်ဆုံးဖြတ်ရမယ့်အခြေအနေနဲ့ရက်ဖြစ်နေတတ်ပါတယ်ဥပမာမိသားစုနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှကိုကအလုပ်ကတနေရာမှာလုပ်ချင်တယ်ခဏကမိသားစုလိုပြောတဲ့ခါကျလဲမိဘနဲ့မိသားစုနဲ့အနီးဆုံးမှာလည်းနေချင်တယ်အဲ့တော့အဲ့မှာမျိုးနဲ့ပတ်သက်ပြီးတော့မှ test situation ပေါ့နော်ဝေခွင့်မရတဲ့အခြေအနေလေးတွေနဲ့ပတ်သက်ပြီးတော့မှကျုံနေရတတ်ပါတယ်ဆုံးဖြတ်ချက်ချရမယ်ခက်တဲ့အခြေအနေရက်ကလေးနဲ့ပတ်သက်ပြီးတော့မှကျုံနေရတတ်ပါတယ်ဥပမာမိသားစုနဲ့ဝေးနေရတာမျိုးမိသားစုနဲ့နီးနီးကပ်ကပ်ကိုလည်းနေခြင်းနဲ့ကိုယ့်ရဲ့လုပ်ငန်းထဲမှာလည်းနေခြင်းနဲ့တချို့သူတွေကမဖြစ်တာလို့တော့ခွဲနေရတာမိသားစုနဲ့ပတ်သက်ပြီးတော့မှဒါပေမဲ့ကိုရီးယားနီးကပ်ကုန်နေခြင်းနဲ့တစ်ဖက်တည်းမှာလည်းကိုယ့်အနေနဲ့မိသားစုနဲ့နီးစပ်မယ်ဆိုရင်ကိုယ့်အတွက်ဝင်ငွေရော့သွားမလားအလုပ်အတွက်ကိုကဦးစားပေးလိုက်မယ်ဆိုမိသားစုနဲ့ဝေးကွာသွားမလားဆိုတဲ့ဒွိဟတွေနဲ့နော်ဆုံးဖြတ်ရခက်နေတာမျိုးဘယ်အရာကိုတက်ကထားပြီးတော့မှဘယ်အရာကိုဆုံးဖြတ်ရမလဲဆိုတဲ့တခုခုရွေးချယ်ရဖို့ pick လုပ်ရဖို့ခက်ခဲနေတဲ့ situation လေးတွေမှာလည်းတွေ့နေရပါတယ်နောက်တစ်ခုကကျတော့ပညာရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှတော့အရင်ကြီးဒီကာလကဒီနိုဝင်ဘာလက Aquarius တမားလေးတွေအတွက်ပညာရေးနဲ့ပတ်သက်ပြီးတော့မှအရင်ကြီးကောင်းမွန်နေတဲ့ energy မျိုးကိုတွေ့နေရတာတော့မရှိပါဘူးအဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးတော့မှကိုယ့်ဘန်းကိုတိုးတိတ်လှုပ်ဆောင်ပါပညာရေးကိုတည်ချာလေးကိုမိလိုက်စားနေတဲ့เนาะတင်ယူနေတဲ့တက်လိုက်စားနေတဲ့ပညာရေးပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီးတော့မှတိုးတိတ်လေးနေပါနောက်တစ်ခုကကျတော့
နော် low profile လေးနဲ့နေပါတော့ချို့လူတွေကကြတော့အရန်ကိုစန့်ကျဲတဲ့လောက်ဝက်စန့်ကျဲတဲ့ဂမ်ဘီယာပညာရက်တွေမြန်တင်ယူနေကြလားအဲ့ဒါဆိုလဲငါတော့ဒါတင်ယူနေပါတယ် like လို့ချို့လူတွေက terror တို့ချို့စသဖြင့်ပေါ့နော်ဘေးတင်လက္ခဏာဆိုင်နဲ့ပတ်သက်ပြီးတင်ယူနေတဲ့လူတွေလေးပါတယ်ဆိုရင်လဲသူများတွေကိုမပြောပါနဲ့ကိုယ့်ဘက်ကိုတူတူတိတ်တိတ်ကလေးနေပါအဲ့တော့ကိုတချို့ပညာရဲ့ပိုင်းဆိုင်ရာအသစ်ဆန်းလေးတွေကိုကလေ့လာနေတယ်ဆိုရင်public ကိုမချပြသေးပါနဲ့ဟိုဘာလို့လဲဆိုတော့နော်evil eye နေထိတတ်ပါတယ်ဒါမျိုးလေးနဲ့ပတ်သက်ပြီးမှတတိထားပါနောက်တစ်ခုကကြောင့်နိုင်ငံရဲ့ခြားကန်လေးနဲ့ပတ်သက်ပြီးတော့မှတော့မိမိတို့အနေနဲ့ကသွားကျင်တဲ့စိတ်ဆန္ဒလေးတွေရှိတယ်နိုင်ငံရဲ့ခြားကိုပြင်ဆင်နေတဲ့သူလေးတွေရှိတယ်ဆိုရင်စိုးရိမ်စိတ်ကလေးတွေနဲ့ရှိနေတာမျိုးစိတ်ပိုင်းဆိုင်ရာမလုံခြုံမှုလေးနဲ့ပတ်သက်ပြီးတော့မှကျုံနေတာမျိုးလေးလည်းတွေ့ရတတ်တယ်ကိုကတော့သွားဖို့ပြင်ဆင်နေပေမဲ့ကိုမဝင်မရဲဖြစ်နေတာ confident မရှိနေတာကိုလှုပ်ဆောင်မဲ့အရာတစ်ခုအပေါ်မှာခရီးမြည်တို့သောခရီးတွေပဲဖြစ်ဖြစ်နိုင်ငံခြားခရီးစဉ်တွေဖြစ်ဖြစ်ပြည်တွင်းခရီးစဉ်တွေပဲဖြစ်ဖြစ်စသဖြင့်နောက်ပြီးတော့ကိုယ့်ရဲ့ဘဝလမ်းခရီးစဉ်တွေပဲဖြစ်ဖြစ်အဲ့ဒါမျိုးလေးနဲ့ပတ်သက်ပြီးတော့ကိုယ်မှာဇနိုးစနောင်ဖြစ်နေတာမျိုးလေးလည်းရှိတတ်တယ်ငါတော့လှုပ်လိုက်တိုင်းငါလွဲချော်နေတာမျိုးလှုပ်လိုက်တိုင်းစင်မပြေနေရမျိုးဆိုတဲ့စသဖြင့်အဲ့လိုမျိုးလေးနဲ့ပတ်သက်ပြီးတော့မှစိုးရိမ်စိတ်တော့ကယုံကြည်မှုပျောက်ဆုံးနေတာမျိုးလေးလည်းဖြစ်တတ်ပါတယ်မျိုးလေးနဲ့ပတ်သက်ပြီးတော့မှတော့သတိထားစေချင်ပါတယ်အဲ့တော့ကျမကြီးနဲ့ပတ်သက်ပြီးတော့မှတော့ပြောစရာတော့မရှိပါဘူးကျမကြီးနဲ့ပတ်သက်ပြီးတော့မှကောင်းမွန်နေပါတယ်တစ်ဆက်တည်းမှာလောဘမကြီးဖို့အရင်ကြီးကြည့်ပါတယ်လောဘမကြီးဖို့ဆိုတာဘာလဲဆိုတော့ကတော့ကို့မှာတခုကလည်းရှိတယ်နောက်တစ်ခုကိုဟိုလှုပ်ချင်တာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးတော့တခါတလေကျရင် pick လုပ်ရမယ့်အရာကတခုတည်းရွေးချယ်ရမယ့်အရာပေါ့နော်ကိုယ့်ရဲ့ဘဝမှာရွေးချယ်ရမယ့်အရာတစ်ခုပေါ်လာဆိုရင်တစ်ခုပဲတေချာတဲ့တစ်ခုပဲရွေးချယ်ပါဟိုရွေးချယ်နို့ဒီကိုရွေးချယ်နို့နဲ့အဲ့လိုမျိုးနဲ့ပတ်သက်ပြီးတော့မှဘာမလုပ်မိပါစေနဲ့လေရောင်ဝမ်းဝါးရင်မဖြစ်မိပါစေနဲ့ဒါကအရေးကြီးပါတယ်နောက်တစ်ခုကျတော့ခဏပြောတဲ့လောဘကြီးမှုဆိုတာကဘယ်အရာဖြစ်ဖြစ်နော်ငွေရေးကြေးရေးမြစ်တာရေးအစားတောက်ဝတ်စားအစသဖြင့်ဒီဝတ္ထုဓာတ်ပစ္စည်းကို attachment ဖြစ်လာမဲ့အရာတွေပေါ်မှာလောဘမကြီးပါနဲ့လိုချင်တတ်မဲ့စိတ်တွေမရှိပါနဲ့ဒါမျိုးလေးနဲ့ပတ်သက်ပြီးတော့မှတတိထားစေချင်ပါတယ်နော်တတိထားစေချင်ပါတယ်ခြေရည်မြစ်တာရေးနဲ့ပတ်သက်ပြီးတော့မှကံကောင်းနေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ချို့ Aquarius ကလေးတွေကဒီလထဲမှာကိုခြေရည်လာဆိုတာမျိုးကိုအတွက်ကိုလိုက်အမေလိုအဖေလိုနော်နောက်တစ်ခါကျတော့တုံငယ်ချင်းလိုနောက်တစ်ခါကျတော့တကယ်ကိုမြစ်တာအစင်နဲ့ကိုနူးညံ့မှုနှွေးထွေးမှုလုံခြုံမှုအပြည့်အဝပေးနိုင်တဲ့သူကဒီကာလထဲမှာကိုချီးလာဆိုတာမျိုးနောက်တစ်ခါကျတော့အချီးရနဲ့ပတ်သက်ပြီးတော့မှကိုခွင့်ပန်လာတာမျိုးလေးတွေ့ရတတ်ပါတယ်နောက်တစ်ခါကျတော့တချို့သူလေးတွေခဏပြောတယ်မိဘနဲ့ဆက်ဆက်ပြီးမိသားစုနဲ့ဆက်ဆက်ပြီးတော့မှငယ်တုန်းက memory good memory လေးပြန်ရတတ်ပါတယ်အဲ့တော့အရင်တုန်းကအတိတ်မှာပြောစရာကောင်းခဲ့တဲ့အရာလေးတွေကဒီကာလမှာမိသားစုနဲ့တူတူတွေ့ရတဲ့ခါမျိုးမှာကောင်းတဲ့ memory ကောင်းတဲ့အမှတ်တရလေးတွေကိုပိုဖန်တီးတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ခြေရှိတယ်ဒါမှမဟုတ်ရင်ဆိုရင်ငယ်တုန်းကရခဲ့တဲ့ရှိခဲ့တဲ့တချို့ memory အကောင်းလေးတွေကိုအခုကာလမှာမိသားစုကြောင့်ပြန်လည်ပြီးတော့မှပြန်လည်နောက်တစ်ဖန်ပြန်လည်ရရှိတာမျိုးလေးတွေဖြစ်ကောင်းဖြစ်နိုင်ခြေရှိပါတယ်နောက်တစ်ခုကျတော့ Aquarius ကလေးတွေကဒီနိုဝင်ဘာလလေးထဲမှာတချို့တာဝန်ယူမှုเนาะမိသားစုအတွက်ပဲဒီမှာမြင်ရတယ်မိသားစုအတွက်တာဝန်ယူရတဲ့အပိုင်းကြီးမားကြီးလည်းတွေ့ရတတ်တယ်မိသားစုအတွက်ကိုအနေနဲ့ကိုခေါင်းပေါ်ရောက်နေတာမျိုးကိုပခုံးပေါ်ရောက်နေတာမျိုးเนาะကိုခေါင်းကိုပခုံးပေါ်ရောက်နေတာမျိုးလေးနဲ့ပတ်သက်ပြီးတော့မှတွေ့ရတတ်တယ်အဲ့တော့တဖြည်းဖြည်းချင်းတော့ keep ဆက်ရှောင်းเนาะတာဝန်ယူရထားတဲ့အပိုင်းမှာတော့ကိုရက်လို့မရတော့ဘူးလေเนาะကိုကတာဝန်ယူထားပြီဖြစ်တဲ့အတွက်တာဝန်မယူနိုင်တော့ဘူးလို့ပြောလို့လည်းမရတော့ဘူးရက်လို့လည်းမရတော့ဘူးဖြစ်တဲ့အတွက်ဆက်လျှောက်ပါတေချာပါကိုလုံနိုင်ပါတယ်เนาะကိုလုံနိုင်ပါတယ်ခါကျရင်ကိုမလုံနိုင်ဘူးလို့ထင်ရပေမဲ့လည်းကိုလုံနိုင်သွားတာမျိုးလေးနဲ့ပတ်သက်ပြီးတော့မှလည်းကိုယုံကြည်မှုပြည့်ရှိပါစိုးရိမ်စိတ်တွေမဝင်ပါနဲ့အဲ့တော့ဘယ်အရာကိုပဲဖြစ်ဖြစ်တပြိုင်တည်းထဲမှာအလုပ်ကလည်းလုပ်ရတယ်ပညာရေးကလည်းလုပ်ရတယ်မိသားစုလည်းကြည့်ရတယ်ဆို yes ကာလမှာပြင်ပန်းနေလိမ့်မယ်ဆက်သွားအဆုံးထိလျှောက်ဖို့တော့လိုအပ်တယ်အဆုံးထိရှောင်းမှာပဲအဆင်ပြေမှာအဲ့တော့ဂျားထဲမှာတော့ကပ်ပြည့်ရက်ပြဲတွေဖြစ်မှာပေါ့လေအခြေအနေရက်တွေကကိုဖြတ်တွေကဝင်လာမှာပေါ့နော်အဲ့အဖြတ်တွေဝင်လာအောင်လဲကိုဘာနဲ့ကို boundary ကောင်းချပါနော် boundary ကောင်းချပြီးတော့မှကိုရဲ့လှုပ်ဆောင်ရမယ့်အရာလေးတွေကိုဒီဇိုင်းမဲ့ရှောက်လန်းမှာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်